ယင်းဤကျွမ်းဝင်ခြင်းမှဖျားသခင်၏ကျေးဇူးတော်များကိုမမြင်တတ်ခြင်းနေ့စဉ်ကျမ်းစာထောက်ရှုချက်များကိုဝေမျှပေးနေပါတယ်။ ဖေဖော်ဝါရီလ4 ရက်နေ့အတွက်ပါ။ကြားနာရမယ့်ဧဝံဂေလိကျမ်းစာကတော့ရှင်မာကုအခန်းကြီး6အခန်းငယ်1မှ6ထိဖြစ်ပါတယ်။ဧဝံဂေလိကျမ်းစာမှာဆိုရင်သခင်ခရစ်တော်ဟာမိမိရဲ့ဇာတိမြေဖြစ်တဲ့နာဇရက်မြို့ကိုပြန်လာပြီးတရားစရပ်မှာဆုံးမဩဝါဒပေးတဲ့အကြောင်းကိုကြားရပါတယ်။မြို့ကန်တွေကတော့ကိုရောရဲ့ပညာဉာဏ်ကိုအံ့ဩနေမဲ့အစားဒါဟာလက်သမားသားမဟုတ်လားမာရိယာရဲ့သားမဟုတ်လားဆိုပြီးတော့လူမှုရေးနောက်ခံကိုကြည်ပြီးမိသားစုအကြောင်းကိုဆုံးဖြတ်ကာတန်တရားဝင်ကညှင်းပယ်ခဲ့ကြပါတယ်။သူတို့ရဲ့ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်သခင်ခရစ်တော်ဟာမိမိရဲ့နေရင်းမြို့ဖြစ်တဲ့နာဇရက်မြို့မှာမြို့ကန်အသည့်တွေရဲ့ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်သူဆန်တဲ့တကူလက္ခဏာတွေကိုများများဆဆမပြုလုပ်နိုင်ခဲ့ပါဘူး။ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့အမြင်ကျဉ်းမြောင်းမှုတွေကိုသတိထားရပါမယ်။နာဇရက်မြို့သားတွေဟာသခင်ခရစ်တော်ကိုအနီးကပ်မြင်တွေ့ခဲ့ဘူးလို့သူတို့ရဲ့အိမ်နီးနားချင်းတွေဖြစ်လို့ကိုရောအကြောင်းကိုအကုန်သိတယ်လို့ထင်ခဲ့ကြပါတယ်။ရင်းနှီးလွန်းရင်အထင်သေးတတ်တယ်ဆိုတဲ့အတိုင်းသူတို့ရဲ့ကြိုတင်အစွဲတွေကထင်မြင်ယူဆချက်တွေကဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမမြင်နိုင်အောင်ပိတ်ပင်ထားတတ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ယုံကြည်ခြင်းအပြင်တကူလက္ခဏာတွေကိုကျွန်တော်တို့ခံစားရပါတယ်။ဘုရားသခင်ရဲ့တကူတော်ဟာအကန့်အသတ်မရှိပေမဲ့ကျွန်တော်တို့ဘက်ကယုံကြည်ခြင်းနဲ့တကားဖွင့်ပေးမှသာကျွန်တော်တို့ရဲ့ဘဝတွေကိုဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်။ယုံကြည်ခြင်းမရှိတဲ့အခါမှာကျေးဇူးတော်ဟာအရာမထင်ဖြစ်တတ်ပါတယ်။တတိယတစ်ချက်အနေနဲ့တာမန်အရာတွေထဲမှာဘုရားသခင်ကိုရှာဖွေတတ်ရပါမယ်။ကျွန်တော်တို့ဟာဘုရားသခင်ကိုထူးခြားဆန်းပြတဲ့နေရာတွေမှာပဲရှာတတ်ကြပါတယ်။ဒါပေမဲ့ဒီနေ့ကျမ်းစာတော်ကတော့ဘုရားသခင်ဟာကျွန်တော်တို့အထင်သေးတတ်တဲ့တာမန်သူတွေသို့မဟုတ်ရင်ရင်းနှီးပြီးသားအခြေအနေတွေထဲမှာလည်းစကားပြောနေတယ်ဆိုတာကိုသတိပေးနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့အနှစ်ချုပ်ထောက်ရှုနိုင်တာကတော့ကျွန်တော်တို့ရဲ့အမြင်ကျဉ်းမြောင်းမှုကနေပြီးတော့စိတ်ဓာတ်တွေပြောင်းလဲကာဒီကြိုတင်အစွဲတွေကြောင့်ဒီအထင်မြင်မှားမှုတွေကြောင့်ဘုရားသခင်ရဲ့တကူလက္ခဏာတွေကိုလက်မခံနိုင်အောင်ဖြစ်တတ်ပါတယ်။ကျွန်တော်တို့ယုံကြည်လေလေဘုရားသခင်ရဲ့တကူတော်တွေဟာကျွန်တော်တို့ဘဝထဲမှာစိုးမိုးလေလေဖြစ်တယ်ဆိုတာကိုထောက်ရှုပြီးတော့ဒီဘုရားရဲ့တကူတော်တွေကိုတာမန်အရာတွေထဲမှာတာမန်သဘာဝထဲမှာအတိမိတ်ဆွေတွေထဲမှာတငယ်ချင်းတွေထဲမှာရှာဖွေတတ်ဖို့ကျွန်တော်တို့ကြိုးစားကြရပါမယ်။ဆုတောင်းကြစို့။အိုဘုရားသခင်တပည့်တော်တို့၏စိတ်နှလုံးထဲမှာခက်ထန်နေမှုတွေကိုဖယ်ဖြောက်ပေးတော်မူပါ။ကိုရော၏ကျေးဇူးတော်ကိုတာမန်အရာတွေထဲ၌မြင်တွေ့နိုင်သောမျက်စိနဲ့လက်ခံနိုင်သောယုံကြည်ခြင်းကိုပေးသနာတော်